နောက်နှစ်ပေါင်း1000လောက်ကိုရောက်သွားသလားထင်မဲ့ရစေပဲခစ်ရှည်ပြေစပိန်9စီးပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကမ္ဘာလောကထူးခြားစံပြအကြောင်းအရာများကိုပုံမှန်တင်ဆက်ပေးနေတဲ့နေပြည်တော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ခေတ်လိုမော်တော်ကားတွေခင်မစားသေးတဲ့အချိန်ကာလတုန်းကစပိန်တွေကသွာလာဆက်သွယ်ရေးအတွက်အဓိကကြားခဲ့ကြပါတယ်စပိန်တွေကရင်ကျော်ပိတ်ဆို့မှုတွေကိုလည်းရှောင်ကွင်းသွားလို့ရနိုင်တာဖြစ်လို့ယနေ့အချိန်ထိတိုင်တွင်ကျွဲစွာအသုံးပြုနေကြဆဲဖြစ်ပါတယ်ယနေ့ခေတ်မှာတော့တိုးတက်လာတဲ့ခေတ်နဲ့ညီစပိန်တွေကိုတီထွင်စမ်းသစ်ပြီးထုတ်လုပ်လာကြပါတယ်ဒီနေ့ဗီဒီယိုထဲမှာတော့ခေတ်နဲ့ညီရင်ပေါင်တန်းယုံကခေတ်ရှည်ပြေးတဲ့စိတ်ကူးတွေနဲ့ပါတီထွင်ထုတ်လုပ်ထားကြတဲ့စပိန်ဆန်းဆန်းလေးတွေအကြောင်းကိုပြောပြသွားခြင်းပါတယ်နံပါတ်1 Inscon Skate စပိန်ဒီစပိန်ကတော့အရွယ်စားကသာစကိတ်တစ်စီးလို့သိငယ်လွန်းနေပေမဲ့ hybrid ကအသေးစားလေးလို့တောင်ပြောလို့ရပါတယ်စပိန်ရဲ့ရှေ့ဘင်းကိုစကိတ်ဘီးလုံးလေးတွေပုံစံတက်ဆင်ထားပါတယ်1980ကနေ1990ကြားလောက်တုန်းကဒီစပိန်တွေဟာလူငယ်တွေရဲ့အကြားမှာအတော်လေးကိုရေပန်းစားခဲ့ဘူးပါတယ်ခန္ဓာကိုယ်ဟန်ချက်ကိုညီမြောက်အောင်ထိန်းနိုင်ပါမှဒီစပိန်ကိုစီးလို့ဖြစ်ပါလိမ့်မယ်မဟုတ်ရင်တော့သွား32ချောင်းစလုံးဖျားဘူးထွက်သွားကြပါလိမ့်မယ်စပိန်က 6.7 ကီလိုကနေကီလို60လောက်ထိရှိတဲ့၄ချိန်တွေကိုလည်းခံနိုင်ပါတယ်နံပါတ်2 Z Triton အတော်လေးကိုစမ်းသစ်တဲ့ပေါင်းဆက်မှုပါပဲကုန်းပေါ်မှာရောရေထဲမှာပါသွားလာမောင်းနေနိုင်တဲ့စပိန်မှာစပိန်ထက်3ဘိန်းဆိုင်ကယ်လို့ဆိုရင်ပုံမှန်ပါလိမ့်မယ်လေရဲ3ဘိန်းဆိုင်ကယ်ရဲ့နေစရာအိမ်အသေးစားလေးရဲတွေကိုပေါင်းဆက်ဖန်တီးထားပါတယ်လူနှစ်ယောက်နဲ့အိမ်မွေးတိရစ္ဆာန်တကောင်စာအတွက်ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတာပါရေထဲမှာလေလိုမောင်းလို့ရမှာဖြစ်ပြီးကုန်းပေါ်ပြန်တက်ရင်တော့3ဘိန်းတွေစိုက်ကားတွေကိုမောင်းလို့နင်းသလိုလှုပ်သွားရုံပါပဲအထဲမှာမီးဖိုချောင်လေးတစ်ခုလည်းပါရှိတာကြောင့်အပန်းဖြေခီးထွက်တဲ့အခါလိုမျိုးမှာအတော်လေးအသုံးတည့်စေနိုင်မှာပါဥရောပကတချို့သောနိုင်ငံတွေမှာဒီစပိန်ကိုအခကျင်းငွေနဲ့ငှားရမ်းလို့ရပြီးတကယ်လို့အပိုင်ဝယ်ခြင်းတော့တစ်စီးကိုဒေါ်လာ$19999ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်ပါတယ်နံပါတ်3ဘတ်စကတ်ဘောစပိန်ဩစတြေးလျကလူတစ်ယောက်ဟာစပိန်တစ်မျိုးကိုတီထွင်ခဲ့ပါတယ်သူစပိန်ကတာမန်စပိန်တွေနဲ့မတူဘဲအတော်လေးကိုထူးဆန်းပါတယ်သူကတာမန်တစ်မျိုးကြစပိန်တွေမှာလို့ဘိန်းတွေကိုတက်ဆင်ခြင်းပဲဘတ်စကတ်ဘောဘောလုံးနဲ့စပိန်ရဲ့ဘိန်းတွေကိုအသုံးပြုတက်ဆင်ထားပါတယ်ဒီစပိန်ကတာမန်စပိန်တွေထက်အမြန်နှုန်းပိုမိုအားကောင်းမြန်ဆန်တယ်လို့လည်းတီထွင်သူကဆိုထားပါတယ်အကွေ့တွေမှာဆိုရင်တော့ကျွန်တော်တို့စီးနေကြတာမန်စပိန်တွေလို့ကတ်ကွေ့လို့မရတော့ပဲအနေငယ်လောက်ပန်းပြီးကွေ့ရမှာဖြစ်ပါတယ်တစ်ပင်စပိန်အနောက်နိုင်ငံကလူတွေကစပိန်နဲ့ပတ်သက်လို့တနည်းတစ်မျိုးမယိုးနိုင်အောင်တီထွင်ဖန်တီးလိုက်ကြပြန်ပြီဖြစ်ပါတယ်ဒီစပိန်ကိုကြည့်မယ်ဆိုရင်စပိန်လို့တောင်မှမခံစားရသေးတော့ပဲကျိုးသွားတဲ့တစ်ပင်တစ်မျိုးလိုကိုမြင်တွေ့နေရမှာဖြစ်လို့နည်းနည်းတော့ထူးဆန်းပါတယ်လက်ကင်ကဆလို့အရာအလုံးကိုတင်ကိုင်းတစ်ခတ်တွေရဲ့ပုံစံတိုင်းတီထွင်ထုတ်လုပ်ထားတာဖြစ်ပါတယ်နံပါတ်4 3မြောင်ဘိန်းဆိုင်ကယ်ဘိန်းကတတိယံပုံစံကြီးဖြစ်နေရကြောင်းဘိန်းတစ်ပတ်လေသွားတိုင်းမှာခုံဆွတ်ကြီးဖြစ်နေပါဖင်မာသွေးသူနာလိုမျိုးအနာရှိတဲ့သူတွေလုံးဝမစည်းတဲ့စပိန်မှာဒါအပြင်ချွေးထွက်မှကျမ်းမာရေးကောင်းမယ်ဆိုပြီးလေးကျင်ကန်လှုပ်ချင်ကြတဲ့သူတွေအတွက်လည်းဒီစပိန်ကအတော်လေးအသုံးတည့်စေနိုင်ပါနံပါတ်5လွှာဝိုင်းပြားစပိန်ရဲ့ဘိန်းတွေကအပေါ်မှာပြောခဲ့တဲ့ဘိန်းတွေလိုမျိုးတစ်ခုမှမဟုတ်ပဲလွှာသွားအကြီးကြီးပုံစံလိုမျိုးဖြစ်ပါတယ်ရေခဲပြင်မှာတော့ဒီစပိန်ကိုစိတ်ချလက်ချနဲ့စီးနှင်းနိုင်တယ်လို့သိရပါတယ်ရေခဲပြင်တွေမှာရိုးရိုးဘိန်းတွေနဲ့ဆိုရင်ချော်ထွက်နိုင်ပြီးဒီလွှာဝိုင်းပြားဘိန်းတွေနဲ့ဆိုရင်တော့ချော်ထွက်ခြင်းမရှိတော့ပဲလိုရာကိုစီးနှင်းနိုင်မှာပါအန်ဒီရများတယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာတော့ရေခဲပြင်မှာအလုပ်ဖြစ်စွာစီးနှင်းနိုင်တာကိုတွေ့ရပါတယ်အဆုံးထိကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်